So အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့ရမ်းမီဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကဒီ Google နဲ့ပတ်သက်ပြီးတော့ sharing လေးလာလုပ်တာဖြစ်ပါတယ်ဆိုတော့ Google ကကျွန်တော်အရင်ကပုံစံတွေတော့မတူတော့ဘူးပေါ့နော်အခုကဒီပုံစံလေးကတစ်မျိုးပြောင်းသွားပြီဆိုတော့ kit တွေကလည်းတိုးတက်လာတာနဲ့အမျှခုဒီနည်းပညာကလည်းတိုးတက်လာတယ်ဆိုတော့သူ့မှာပါလာတဲ့ feature လေးကတော့ AI feature လေးပါလာမယ်နောက်တစ်ခုကတော့ဒီ music ပါမယ်နောက်တစ်ခုကတော့ဒီ bay ကဒီ photo ပုံစံလေးပါမယ်ပေါ့နော်အဲ့ဒီရဲ့အောက်မှာတော့ကျွန်တော်တို့ကဒီ weather saturation ပါမယ်နောက်ပြီးတော့ဒီ time မှာပေါ့နော်ပါမယ်setting လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့သူကဒီအားကစားတွေကျွန်တော်ဆက်ပြီးတော့ကြည့်ကျင်နေဆိုရင်ဒီဟာလေးကို test လုပ်လိုက်လို့ရတယ်ဆိုတော့အားကစားမကြည့်ချင်ဆိုရင်လည်းပြန်ပြီးတော့ဖြုတ်လိုက်လို့ရတယ်ကိုကနေ့စဉ်ဒီ final ကိုကြည့်ကျင်နေဆိုရင်လည်း okay final လေးကို test လုပ်လိုက်လို့ရတယ်ဆိုတော့အောက်ကတော့ဒါ weather situation တွေပေါ့နော်ဆိုတော့ဒီ feature လေးပါလာတယ် feature လေးက new feature လေးကတော့သူက AI feature လေးပေါ့နော် AI mode ပါလာတယ်ဆိုတော့အဲ့ AI mode ကိုမပြခင်သူ့ရဲ့ဘေးကအပေါ်ပုံစံလေးကိုကျွန်တော်သွားပြီးတော့ကြည့်အောင်သူက AI new feature mode ပါလာတယ်ပေါ့နော်ဆိုတော့ AI နေရာမှာသူကဒီ AI sets ပါလာတယ်ဒီ AI feature လေးကနေကျွန်တော်တို့ကြိုက်တာရှာလို့ရတယ်အောက်ကတော့အားလုံးသိကြတဲ့အတိုင်းပဲဒီ notebook mm ပေါ့နော်ကျွန်တော်တို့ဒီအကုန်လုံးဒီ website အားလုံးကနေပြီးတော့ဒီ platform အားလုံးကနေပြီးတော့ကျွန်တော်တို့ရှာလို့ရတယ်ဆိုတော့ဒီ PDF link ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရှာလို့ရတယ်เนาะဆိုတော့ဒါအောက်ကတော့ဒီပုံလေးတွေပေါ့နော်ဒါငှက်ပုံစံလေးတွေငှက်ကတရောထိုးတဲ့ပုံမျိုးလေးတွေပေါ့နော်ဆိုတော့အဲ့ဒါတော့ကျွန်တော်မ try ရသေးဘူးပေါ့နော်ဆိုတော့ဒီ notebook mm လည်းအားလုံးသိပြီးကြပြီထင်ပါတယ်ဆိုတော့ဒီအောက်က AI feature လေးကိုပြန်ပြီးတော့တွားကြပါမယ် okay AI feature လေးအကြောင်းကိုကျွန်တော်တို့ okay AI feature လေး mode ကိုတွေ့မယ်ဆိုရင်တော့သူကဒီအပေါ်မှာ timer လေးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီမေးပြီးတဲ့အကြောင်းအရာတွေကို history ကိုကျွန်တော်တို့ပြန်ဖြတ်ချင်လဲရတယ် okay ဖြတ်ချင်နေဆိုရင်တော့ဒါ delete နှိပ်လိုက်ပေါ့နော်ဆိုတော့ကျွန်တော်က AI feature mode လေးတွားမယ်ဆိုရင် okay ကျွန်တော်တို့ကြိုက်တာမေးလို့ရတယ်ပေါ့ဒီနေရာမှာတော့ကိုကမြန်မာလိုပဲမေးပေါ့နော်အင်္ဂလိပ်လိုပဲမေးလို့ရတယ် okay what is ဒီနေရာမှာတော့ तू ကအတန်လေးလဲပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီအတန်နဲ့တော့ကျွန်တော်မလုပ်တော့ okay သူကတော့ဒါ AI feature mode ဆိုတဲ့အတိုင်းပဲဒီဘက်ပေါင်းစုံက AI ပုံစံမျိုးပေါ့နော်ကိုကဒီ Google ကအရင်ကတည်းကနေ search engine ဖြစ်ပြီးသားဆိုတော့ဒီ AI feature mode လေးပါတော့ပို့ပြီးတော့မိုက်သွားတယ်ဆိုတော့ဒါဒီနေ့ရဲ့ဒါ weather situation ကိုမေးထားတယ်ဆိုတော့ဒီနေ့ကအင်္ဂါနေ့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကအင်္ဂါနေ့ဖြစ်တယ်နိုဝင်ဘာ18 2025တော်တော်လေးကိုမိုက်တယ်ပေါ့နော်ဆိုတော့ဒီနေ့ရဲ့ဒီရာသီဥတုအခြေအနေလည်းသူကပြောထားတယ် partly cloudy to cloudy sky in most region ပေါ့နော်နိုင်ငံအများစုမှာပေါ့နော်နေရာအများစုမှာတော့ဒီတိမ်ထူတယ်ပေါ့အစားရှိတဲ့ပြင်သူပြောထားတယ်ဆိုတော့ဒါ weather situation လည်းသူပြောထားတယ်ဆိုတော့အောက်မှာလည်းသူက region နဲ့ပတ်သက်ပြီးတော့ဒီတခြား link လေးတွေသူထပ်ပြီးပေးထားတယ်ပေါ့နော်ရန်ကုန်ဒါအိန္ဒိရန်ကုန်နဲ့နေတဲ့နေရာတစ်ဝိုက်တွေပေါ့နော်နေရာတစ်ဝိုက်တွေအဲ့လိုမျိုးပေးထားတယ်နေပြည်တော်ရဲ့ဒါ weather situation ပေးထားတယ်မန္တလေး okay စရှိတဲ့ပြင်ပေါ့နော်ဒါတနင်္သာရီတိုင်းရော okay အောက်မှာလည်းသူအများကြီးပေးထားတယ်ပေါ့နော်ဆိုတော့ weather situation ဆိုတဲ့အတိုင်းပဲအကုန်ပေးထားတယ် okay သူကအောက်မှာ link တွေလည်းပေးထားတယ်ပေါ့နော် okay ဒီ link တွေကနေတွားကြည့်မယ်ဆိုရင်သူက maps ထဲကိုရောက်သွားမှာပေါ့နော် maps ထဲကနေ okay ဆိုတော့ဒါ AI feature mode လေးရဲ့
ဒါထူးခြားတဲ့ပုံစံပေါ့နော်ဆိုတော့ဒီဒါ website ထဲရောက်သွားပြီပေါ့နော်ဒါမိုးလေဝသညွှန်ကြားတဲ့ဒါ website ထဲရောက်သွားပြီဆိုတော့ဒီကနေလဲကျွန်တော်တို့ဒီ weather situation ကိုကြည့်လို့ရတယ်ဆိုတော့တခါတည်းပေါ့နော်ဒီမိုးလေဝသ website တောင်ကျွန်တော်တော့မသိဘူးဆိုတော့သူကအခုတခါတည်း website link မှာချပြီးတော့ကျွန်တော်ကြည့်ရတာလဲလွယ်ကူသွားပြီဒီဘက်ကမှာရှာတတ်မယ်ဆိုရင်တော့အားလုံးက okay ပေါ့နော် okay ရတယ် ready made ဖြစ်နေပါပြီပေါ့နော်ဒီဘက်ခေတ်အခြေအနေကဆိုတော့okay ဒါကတော့ဒါ AI feature mode လေးပေါ့နော် AI feature mode လေးကတချို့ဒီ iPhone ကြီးဆိုရင်တော့သူ့မှာပြောတဲ့ပုံစံလေးတွေပါတယ်ပေါ့နော်ဒီ AI feature Google Lens ကနေလဲရှာလို့ရတယ်ဒီ Google Lens ကနေရှာပြီးတော့ okay ဒီပုံလေးတွေပေါ့နော်ကိုရှာခြင်းတဲ့ပုံလေးတွေလဲရှာလို့ရတယ်ဒါတော့ကျွန်တော်မလုပ်တော့ဘူးပေါ့နော်မရှာတော့ဘူးဆိုတော့ဒါတော့ပုံလေးတွေနဲ့ကျွန်တော်ပြကြည့်မယ်ပေါ့နော် okay ပုံလေးတွေနဲ့ပြကြည့်မယ်ပုံလေးတွေကဘယ်ပုံလေးတွေဖြစ်မလဲokay ဟိုဒီခါမှာတော့ကျွန်တော်တို့ဒီမြန်မာလိုမေးကြည့်အောင်သူကမြန်မာလိုကြတော့သူအကြောင်းပြန်လာပါတော့ဒီကျွန်တော်ရဲ့ဒီကင်မရာဟိုမဖြစ်တော့ဘူး okayဆိုတော့မြန်မာလိုမေးကြည့်မယ်ပေါ့နော်ဆိုတော့သူကမြန်မာလိုပြန်ပြောလားဒါမှမဟုတ်မြန်မာလိုနားလည်လား okay AI mode ကတော့သူ့ရဲ့ဒီမြန်မာ language ကိုတော့သူလုံးမထားဘူးပေါ့နော်ဆိုတော့ဒီနေရာမှာတော့ English လိုပဲမေးရမှာဖြစ်ပါတယ်okay သူကပြောထားတယ်ပေါ့နော်ဆိုတော့ AI နဲ့ပတ်သက်ပြီးတော့သူအများကြီးအောက်မှာ link လောက်ထားတာလေးကိုကျွန်တော်ပို့သဘောကျတယ်ဆိုတော့အများကြီးပဲဗျဒီဘက်ခေတ်မှာအဲ့ဒါကြောင့်ဒီ English skill ကလည်းပို့အရေးပါတယ်ဆိုတာအဲ့ဒါကြောင့် English လိုပဲရာပဲဖြစ်ဖြစ်ဒီ English လိုပဲမေးရတာဆိုတော့လေ okay ဆိုတော့ဒါကစောစော AI feature mode လေးပေါ့နော်စောစောကျွန်တော်မြန်မာလိုပြောကြည့်တာမရဘူးပေါ့နော်အခုဒီကနေပြန်ပြောကြည့်မယ်မြန်မာလိုပြောကြည့်မယ် okay ဒီခါမှာတော့သူကောင်းကောင်းနားလည်သွားပြီပေါ့နော် okay အဲ့တော့okay okay ဒီမှာတော့သူကဒီကျွန်တော်ကဒီရန်ကုန်နဲ့ပတ်သက်ပြီးတော့မေးထားတယ်ပေါ့နော် okay ရန်ကုန်တိုင်းမှာဆိုရင်သူကရန်ကုန်မှာပါတဲ့ဒါအရှေ့ပိုင်းခရိုင်နေ okay နောက်ပိုင်းခရိုင်နေ okay အကုန်ပြောပြထားတယ်ပေါ့နော် okay စိတ်ကြီးခဏောင်းတို့ပါတယ်ရန်ကုန်တောင်ပိုင်းခရိုင်နေ okay အကုန်ပြောပြထားတယ်ဆိုတော့ okay တော်တော်လေးကိုပြည့်စုံတယ်ပေါ့နော်ဆိုတော့ကိုကဒီနေရာမှာတော့ရှာတတ်ဖို့ပဲလိုတော့တာပေါ့နော်ဒီ AI feature လေးကတော်တော်လေးပြည့်စုံတယ်ကိုကေကအရင်ကတည်းကနေပြောစီရမလို့ဒါအခုဆိုရင်ပို့ပြီးတော့ပြည့်စုံသွားပြီဆိုတော့ဒီလိုမျိုးလေးအသုံးပြုလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အခု sharing လာလုပ်တာပါဆိုတော့နောက်မျှဝေမှုလေးနဲ့တို့ကျွန်တော်ပြန်လာခဲ့ပါမယ်ဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ် okay အားလုံးပဲ bye bye ပါ